Photoshop မှာဒီပေါ့နော်စာအုပ်ကဘာဒီဇိုင်းနဲ့ပတ်သက်တဲ့ပုံစံလေးတွေကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဘယ်လိုမျိုးလေးလဲဆိုရင်ဒီလိုကာဗာဒီဇိုင်းလေးကိုလုပ်ကြည့်ကြမယ်အဲ့တော့ဒီလိုကာဗာဒီဇိုင်းလေးလုပ်ကြည့်ဖို့ဆိုလို့ရှိရင်ကိုကဒီမှာကိုလိုချင်တဲ့ site အနေအထားတစ်ခုကိုယူထားရပါမယ်ပြီးရင်ပုံလေးတစ်ပုံယူထားရပါမယ်အဲ့တော့ကိုကအခုဒီပုံလေးကိုဒီဘက် server ထဲမှာထည့်ပါမယ်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံလေးကို control A ယူပါမယ် control A ယူပြီးသွားတဲ့အခါကျလို့ရှိရင် control C နှိပ်ပါမယ်နှိပ်ပြီးသွားရင်ကိုချမဲ့နေရာလေးကိုတစ်ချက် click လိုက်မယ် click ပြီးသွားရင် control V ဒါဆိုလို့ရှိရင်ဒါဆိုရင်ပုံလေးကျလာပြီပေါ့နော်ပုံလေးကျလာတဲ့အခါကျရင်ဒီပုံလေးကဒီလက်ကလေးကဒီဘက်ချမ်းမှာရှိနေတယ်အဲ့ဒီလက်ကလေးကိုဒီဘက်ချမ်းမှာထားခြင်းနဲ့ထားခြင်းတဲ့အခါကျရင် control T control T နှိပ်ပြီးသွားတဲ့အခါကျရင် right click နှိပ်မယ် right click နှိပ်ပြီးသွားရင် flip horizontal ကိုနှိပ်ပါမယ်ဒါဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပုံစံလေးရသွားပါပြီရသွားတဲ့အခါကျရင် enter လေးကိုနှိပ်မယ်ပြီးရင်ပုံလေးထည့်ပြီးသွားပြီဆိုတော့စာလေးထည့်မယ်စာလေးထည့်ဖို့အတွက်ဒီ T လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားတဲ့အခါကျရင်ဒီမှာစာရိုက်ပါမယ်ဒီစာလေးကိုတစ်စောင်းလေးထားခြင်းနဲ့ထားခြင်းတဲ့အခါကျလို့ရှိရင် downlight ပေါ့နော် downlight လေးထားခြင်းတဲ့အခါကျရင် control T ပြီးရင် right click နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင် rotate 90 degree clockwise လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီမှာသူ့ကိုနည်းနည်းလေးပေါ့နော်ဒီ font စာလုံးလေးကိုကိုလိုချင်တဲ့ပုံစံလေးအတိုင်းနည်းနည်းလေးချဲ့လိုက်ပါမယ်ဒီ down လေးကနေပြီးတော့ချဲ့လိုက်ပါမယ်ကိုလိုချင်တဲ့အနေအထားတစ်ခုကိုရောက်ပြီဆိုလို့ရှိရင်တော့ enter လေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ဒီမှာ layer ထဲမှာဆိုလို့ရှိရင်ဒီ layer နှစ်ခုရှိပါတယ်ရှိတဲ့အခါကျလို့ရှိရင်ဒီစာရိုက်ထားတဲ့ layer လေးကိုလည်းပဲပွားလိုက်ပါမယ် control J နှိပ်ပြီးတော့ picture လေးကိုလည်းပွားလိုက်ပါမယ် control J နှိပ်သူ့ဒီထည့်ခြင်းတယ်ပေါ့နော်ဒီအောက်ကဟာကိုဒီအောက်မှာရှိနေတဲ့စာသားတွေထဲမှာဒီအပေါ်က layer ကိုထည့်ခြင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပေါ် layer မှာ right click နှိပ်မယ် create clipping mask ကိုနှိပ်ပါမယ် create clipping mask ကိုနှိပ်ပြီးသွားတဲ့အခါကျရင်ဒီအပေါ်ဆုံးမှာရှိနေတဲ့စာသားကိုသူ့ကို face ကို0ထားလိုက်ပါမယ်ထားပြီးသွားရင်ဒီပေါ်မှာ right click နှိပ်မယ် blending option ကိုသွားမယ်သွားပြီးသွားရင်သူ့ကို stroke line ထည့်မယ် stroke line မှာ color ကိုအဖြူရောင်ထည့်မယ် size ကိုတော့9ထားပါမယ်ထားပြီးသွားရင် okay ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီလိုပုံစံလေးရပြီဆိုရင်ဒီအောက်ဆုံးမှာရှိနေတဲ့ layer ပေါ်မှာတစ်ချက် click မယ် click ပြီးသွားတဲ့အခါကျလို့ရှိရင် new layer ကိုယူပါမယ် new layer ပေါ်မှာဒီ selection tool လေးကိုနှိပ်ပါမယ် selection tool လေးကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့အခါကျရင်ဒီ selection tool လေးတွေကို color ဖြည့်မယ် color ဖြည့်တဲ့အခါကျရင်ကိုက color box လေးကိုရွေးလိုက်မယ်ရွေးပြီးသွားရင်ဒီမှာကို color ထည့်မယ်ပေါ့နော်ကိုကြိုက်တဲ့ color လေးတွေဒီပုံလေးကနေပြီးတော့လိုက်ပြီးတော့ရွေးမယ်ပေါ့နော်ရွေးပြီးသွားတဲ့အခါကျရင် okay ပြီးရင် order delete ဒါဆိုလို့ရှိရင် color လေးရပြီရရင် control D selection လေးဖြောက်မယ်ဖြောက်ပြီးသွားရင်ဒီနေရာမှာစာသားလေးထည့်မယ်စာသားလေးထည့်မယ်ဆိုတော့ဒီနေရာလေးမှာကြတော့ဒီမှာစာရိုက်လိုက်တယ်ပေါ်မလာဘူးဆိုတာကဒီက color နဲ့ဒီစာလုံးရဲ့ color လာပြီးတော့တူနေလို့ပါအဲ့တော့စာလုံးရဲ့ color လေးကိုပြောင်းပေးလိုက်မယ်ပြီးရင် okay အဲ့တော့ magazine magazine ဒီစာသားလေးကိုတောင်းလိုက်ထောင်ခြင်းနဲ့ control D right click နှိပ်မယ်rotate 90 degree counter clockwise ကိုရွေးလိုက်ပါမယ်ရွေးပြီးသွားတဲ့အခါကျရင်နောက်ထပ် T လေးယူမယ် T လေးယူပြီးတော့ဒီမှာစာသားလေးထည့်မယ် PHOTO ဒီနေရာလေးမှာဘာစာသားလေးထည့်မလဲဆိုရင်ကဘာပိုတိုပေါ့နော် COVER ကဘာ PHOTO ကဘာပိုတိုဒီဟာလေးကိုကြတော့ font size ကလေးသေးလိုက်ပါမယ်font size ကလေးသေးပြီးသွားရင်သူ့ကိုစာလုံးအသေးပုံစံလေးပြောင်းလိုက်ပါမယ်စာလုံးအသေးပုံစံလေးပြောင်းပြီးသွားပြီပေါ့နော်စာလုံးအသေးပုံစံလေးပြောင်းပြီးသွားရင်ဒီစာလုံးလေးတွေကိုချဲခြင်းတယ်ပေါ့နော်ဒီစာလုံးလေးတွေကိုချဲခြင်းတဲ့အခါကျရင်ဒီနေရာမှာဒီတက်ထဲမှာဒီစာလုံးလေးတွေကိုချဲပါမယ်ချဲပြီးသွားတဲ့အခါကျရင်ဒီကဘာပိုတိုလေးကို control D နှိပ်မယ်
right click နှိပ်မယ်နှိပ်ပြီးသွားတဲ့အခါကျရင် rotate 90 degree ကောင်းတာ clockwise ကိုရွေးပါမယ်ရွေးပြီးသွားတဲ့အခါကျရင်သူဒီ magazine ဆိုတဲ့အောက်ကလေးမှာသွားပြီးချလိုက်ပါမယ်ချပြီးသွားရင်ဒီစာလုံးလေးကို color လေးတစ်အောင်ပြောင်းလိုက်ပါမယ်သူ့ကိုအဖြူရောင်လေးပြောင်းလိုက်ပါမယ်နော်ပြီးရင် magazine အဲ့တော့ဒီ magazine ဆိုတဲ့စာသားလေးကိုကြတော့ color လေးပြောင်းလိုက်ပါမယ်ကိုကြိုက်တဲ့ color လေးတစ်အောင်ထည့်လိုက်ပါမယ်ထည့်ပြီးသွားရင် okay ဒါဆိုလို့ရှိရင်တော့ဒီစာရွက်ရဲ့ cover design တွေ magazine တွေရဲ့ cover design တွေကိုဖန်တီးလို့ရမှာဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးတွေရှိလို့ရှိရင် comment မှာရေးခဲ့ပေးပါရှင့်